VPN ကို Singapore IP နဲ့လည်းသုံးကျင်တယ်ဒါပေမဲ့ပတ်စံလည်းမပေးချင်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားလိုက်အရင်ဆုံး Singapore IP နဲ့ VPN ကိုဘယ်လိုသုံးရမလဲဆိုတော့Play Store ကနေပြီးတော့ WARP လို့ရိုက်ရှာလိုက် WARP လို့ရိုက်လိုက်ရင်ဒီမှာဒီ111ဆိုပြီးတော့ကြာလာလိမ့်မယ်ဒီကောင်လေးကို install လုပ်လိုက်နော်ဒီကောင်လေးကို install လုပ်ပြီးသွားရင်သူ့ကို open လုပ်ပြီးတော့ဖွင့်ပေးလိုက်အဲ့တော့ဖွင့်ပြီးသွားလို့ရှိရင်ဒီမှာ disconnect ကို connect လုပ်လိုက်โอเคဒါဆိုရင် connect ဖြစ်သွားပြီโอเคတခါလေကြာလို့ရှိရင်ဒီနေရာမှာတချို့ဖုန်းတွေမှာကဒီ connect ကိုတန်းနှိပ်လို့မရဘူးဒီ connect ကိုတန်းနှိပ်လိုက်လို့ရှိရင်ဟိုချိတ်လို့မရဘူးဗျာတခါကြာရင်အဲ့လိုချိတ်လို့မရတဲ့ဖုန်းတွေမှာဘယ်လိုလုပ်ရမလဲဆိုတာလေးပြောပြပေးမယ်ဒီလိုမျိုးဒီကောင်ကို connect နှိပ်လိုက်လို့ error တစ်ခုတစ်ခုတက်နေတယ်ဆိုလို့ရှိရင်ဒီကောင်ကိုပြန်ထွက်လိုက်ပြီးရင်ဒီအောက်တန်းစား VPN တစ်ခုကိုအရင်ဖွင့်လိုက်ပေါ့ဒီ jam ဖွင့်လိုက်ဒီ jam ဆိုတဲ့အောက်တန်းသား VPN ကိုဖွင့်ပြီးတော့ဒီကောင်ကိုအရင် connect လုပ်လိုက်ခဏလေးစောင့်လိုက်နော်โอเคဒီလိုမျိုးဖွင့်ပြီးသွားပြီဆိုရင်ဒီကောင်ကဒီလိုကြောင်ကြတက်လာပြီဆိုလို့ရှိရင်ဒီကောင်သုံးလို့ရတယ်အဲ့ဒါဆိုရင်ဒီကောင်ကိုပြန်ပြီးတော့ဖွင့်ဒီကောင်ဖွင့်ပြီးတော့ဒီ connect ကိုတစ်ချက်နှိပ်ပေးလိုက်အဲ့လိုဒီကောင်ကိုတစ်ခါ connect လုပ်ပြီးသွားပြီဆိုရင်တော့နောက်တစ်ခါမှဒီတခြား VPN နဲ့ခံပြီးနှိပ်ဆရာမလို့တော့ဘူးဇက်တိုက်ဒီကောင်နဲ့ပဲသုံးလို့ရသွားပြီနော်အခုဆိုရင်ကျွန်တော်ဒီကောင်ကို disconnect ပြန်လုပ်လိုက်မယ်နော် disconnect ပြန်လုပ်လိုက်မယ်ခုနဖွင့်ထားတဲ့ကြမ်းဟွာလေးလည်းပြန်ကြည့်လိုက်မယ်နော်ဒီကောင်နဲ့ disconnect အကုန်လုံး disconnect ဖြစ်နေအဲကြတော့မှခုနကတော့ဒီ WARP ဆိုတာလေးကိုနှိပ်လိုက်မယ် okay ခုနလုပ်လိုက်မယ်နော်ကဲ connect ဖြစ်သွားပြီ connect ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဘယ် IP နဲ့သုံးနေတာလဲဆိုတာကိုစစ်ကြည့်ဖို့လိုတယ်အဲ့တော့တခါလဲစစ်ကြည့်မယ် what is my IP နော် what is my IP ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ဒီမှာတက်လာတဲ့ဒီကောင်လေးကိုနှိပ်လိုက်မယ်ဒါဆိုကျွန်တော်တို့ဘယ် IP လဲဆိုတာကိုကြည့်လို့ရတယ် okay ဒီမှာ Singapore ဖြစ်သွားပြီနော်အဲ့တော့ Singapore IP ဖြစ်သွားပြီ speed test စမ်းကြည့်မယ် speed test ဘယ်လောက်ရတယ်စမ်းကြည့်မယ် speed test ကလည်းအပြည့်ရတယ်နော်speed လည်းကောင်းတယ် Singapore IP လည်းဖြစ်တယ်ခုနကတော့တခြား outline VPN တွေ Singapore IP တွေပါတွေ internet မှာအများကြီးပြောပြီးတော့တစ်လောက်9000 8000မပေးချင်ဘူးဒီတိုင်း Singapore IP လေးပဲသုံးချင်တယ် line လည်းကောင်းချင်တယ်ဆိုရင်တော့ဒီနည်းလမ်းလေးနဲ့လိုက်လုပ်လို့ရတယ်တခုရှိတာကဒီ WARP ကတချို့ဖုန်းတွေမှာတစ်ခါတည်းတန်းပြီးတော့ connect လုပ်လို့မရဘူးconnect နှိပ်လိုက်ပြီဆိုလို့ရှိရင်အောက်ကနေပြီးတော့မှ authentication ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့တောင်းနေတတ်တယ်အဲ့လိုမျိုးလေးဖြစ်လာပြီဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ခုနကတော့ကျွန်တော်ပြောသလိုမျိုးကြမ်း VPN ဖြစ်ဖြစ်တခြား VPN ဖြစ်ဖြစ်အဲ့ကောင်လေးကိုအရင်ဆုံးဖွင့်ပြီးတော့မှဒီကောင်ကို connect တစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ပိုင်းကြိုက်သလောက်နှိပ်ဒီကြမ်း VPN တွေတခြားအောက်တန်းသား VPN တွေသုံးကြမှာတော့ဒီ WARP နဲ့ပဲသုံးသွားလို့ရတယ်WARP ကဘာဖြစ်လို့ကောင်းတာလဲဆိုရင် WARP ဆိုတာကသူကဒီ Cloudflare ကနေပြီးတော့မှဒီထုတ်ထားတဲ့ VPN ပေါ့နော်သူက VPN ရောင်းစားတဲ့ company မဟုတ်ဘူး security company ဖြစ်တယ်ကမ္ဘာလုံးမှာရှိတဲ့ website တွေကလည်းဒီခုနကတော့ Cloudflare ပေါ်မှာပဲ30ရာခိုင်နှုန်းလောက်ကတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ internet သုံးရတာကတခြားဒီခုနကတော့ VPN တွေသုံးရတာနဲ့မတူဘဲနဲ့ပို့ပြီးတော့ smooth ပို့ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ဒီ WARP ကိုသုံးခိုင်းတာနော်အဲ့တော့စမ်းကြည့်ကြပါ